အေယာဝတီတိုင်းထဲကဝက်နက်ကန်ဆိုတဲ့ရွာမှာဥကန်သားဆိုတဲ့တတိတယောက်ရှိပါတယ်။သူကငါးပစုံဝယ်တဲ့လုပ်ငန်းနဲ့သူပေါ်တိုင်းကလည်းငါးပစုံကန်တဲ့အများကြီးပိုင်ဆိုင်တဲ့တတိတယောက်ပါ။ဒီလုပ်ငန်းပဲစီးပွားဖြစ်ရှင်းတာနေတာပါ။ဒါပေမဲ့ဥကန်သားကအတော့ဝလောမှကြည့်ပြီးတခြားလူတွေပေါ်မှာလည်းတန်တရားစိတ်အမြဲတမ်းထားသူတယောက်ပါ။ရွာသူရွာသားတွေငါးပစုံတွေဖမ်းမိလာရင်သူကန်ကခိုးတယ်လို့ပဲစိတ်ထဲမှာအမြဲတမ်းတန်တရားဖြစ်လို့ရှိပါတယ်။ 黑暗人白，明码嘅我對晒知道有，就係我跨水一零，如果我路我哋我哋俾酷人家啦。တနေ့တော့ရွာပြင်ကသူ့ရဲ့ငားငယ်တွေကိုဆောင်တဲ့သူတပည့်ရဲ့မိုင်မိတ်ဆက်ပြီးလို့အောင်လန်းဆရာတယောက်နဲ့တီးသွားပါတယ် ဆရာကြီးဆရာငါနဲ့ငါတွေရွာသားနေစီမှာအခုမခံရအောင်ကျွန်တော်နဲ့တည်ရအောင်လန်းဆရာတယောက်ကကူညီပေးနိုင်တယ် ဘယ်လိုကူညီပေးမှာလဲ ဆရာငါကမှအဆောင်ရှောက်ဖြစ်တစ်စီတကောင်မွေးထားလိုက်ရင်လူမပြောနဲ့ခွေးတော့မကဲ့ရတော့ဘူး ဒီလိုနဲ့သူ့ရဲ့ငားငယ်မှာအောင်လန်းဆရာကူညီနဲ့တရေစားမွေးပါတယ်ဥက္ကဋ္ဌတရေမွေးတဲ့အကြောင်းကိုတယောက်စကားတကနာဆိုတယ်လို့တွေ့ရလုံးပြီးသွားကြပါတယ်ဒါပေမဲ့ဥက္ကဋ္ဌစီကတွေ့ရလုံးကအကျွေးမကင်းအောင်မကင်းကြောင်းဆိုတော့ဘယ်သူမှမပြောရကြပါဘူးတနေ့တော့ချီတီနဲ့ကောင်းကျော်တို့နဲ့ရောက်ကအရင်မူပြီးအပြန်ဥက္ကဋ္ဌငားကံမှာငါတော့ခုဖမ်းကြပါတယ် ဟျောင်ရှိတီဥက္ကဋ္ဌငါကမှတဲမွေးတယ်လို့ငါကြားတယ်နော်နေဖြစ်မှလေလုံးတော့ဟဲ့ မင်းကလည်းဘွာလာစမ်းပါဒါရွာကလူကောလာလာပြောနေကြတာမင်းကြုံဘူးလားငါမတလာစမ်းပါ ဒီလိုနဲ့ချီတီနဲ့ကောင်းကျော်တို့နဲ့ရောက်ဥက္ကဋ္ဌရဲ့ငားကန်စီကိုရောက်လာပါတယ်တွေးနေအောင်ပြည့်နေတဲ့မျက်လုံးနဲ့အရင်လည်းမဲ့အကောင်တစ်ကောင်ကသူတို့နှစ်ယောက်ကိုရှောက်လိုက်တာကြောင့်သူတို့လည်းတွေးယူတွေးတဲ့နဲ့ထွက်ပြေးလာရပါတယ်ဒီဖြစ်ရတဲ့ဖြစ်ပြီးနောက်ပိုင်းတော်ရလုံးကလည်းဥက္ကဋ္ဌရဲ့ငားကန်ကိုနေခဲ့ဘက်တော့မသွားရလောက်တဲ့အထိကြောက်သွားကြပါတယ်ဒီဖြစ်ပျက်တွေပေါ်ဥက္ကဋ္ဌတယောက်အတော့ကိုသဘောကျနေပါတယ် ကောင်းတယ်ကွာဒါပေမဲ့ပြုတ်လွန်းတယ်အစီလို့ရမှာဒီကောင်းလေးကို ဥက္ကဋ္ဌတယောက်ကတော့ပူပြီးရဲတင်းတဲ့တရင်မွေးဖို့အတွက်အောင်လင်းဆရာနဲ့တိုင်ပင်ပါတော့တယ် ဥက္ကံပါခင်ဗျာဆောင်ချက်ချက်ကိုမတင်တော့ဘူးဆိုတာသိချပြီလားဒါကလေးကစားနေတာမဟုတ်နော်ခုတမျိုးတော့ကြတဲ့မျိုးလို့မရအောင်ခင်ဗျာကဒီတဲ့နေကြရင်ခင်ဗျာဒုက္ခရောက်မနေပဲ ကျွန်တော်သိစားစဉ်းစားပြီးပါပြီကျွန်တော်ငါးတွေကိုရွာသားတွေခိုးလွန်းလို့ကြိုင်ကျုပ်စုပွားတဲ့လုံပါပါတော့မယ်ရွာကလူတွေကိုမက်လောက်သားလောက်ပြင်ပြရမယ် သူရောနဲ့ဥက္ကဋ္ဌကပူပြီးရဲတင်းပြီးဝိုင်းတဲ့တဲ့ကိုသူ့ရဲ့ငားကန်မှာမွေးထားလိုက်ပါတယ် ဟဲ့ရပါလာဝင်ညတိုင်းမှာဒီကောင်ယူအမဲသားတပိစာကြီးကျွေးဘလို့ပုံမင်းကြီးဆိုင်ပြီးလုံနာဟဲ့ပပဆဆမလုံနဲ့တခုဖြစ်ရင်မင်းရောငါရောဒုက္ခရောက်မှာ စိတ်ချပါဆရာရဲ့ကျွန်တော်တာဝန်ထားစမ်းပါ အစပိုင်းမှာပုံမှန်တိုင်းအဆင်ပြေပေမဲ့ဒီနေ့လောက်ကြတော့မွေးထားတဲ့တဲ့ကတစတဲ့တစအစာပူတောင်းလာပါတယ် ဆရာဒီကောင်ကြီးကတလားတဲ့တလားအစာပိုပြီးတောင်းလာတယ် ဟဲ့ဒီကောင်ကြီးလုံတော့တယ်အကျွေးမနဲ့ပြစ်ချလိုက်ကွာ တိတ်ပြီးမကြခင်လောက်ဝင်ကြပြီးလို့21ရက်နေ့မှာပဲငားကန်ရဲ့တောင်းတနေရမှာပြန်ပိုင်ရဲ့အလောင်းကိုဂုတ်ရှိုးတက်ထားတဲ့ပုံစံနဲ့တွေ့လိုက်ရပါတယ်ဥက္ကဋ္ဌကလည်းသူ့ရဲ့ငားကန်ကိုညဖက်မဆိုထားနဲ့နေခင်ဘက်တော့မသွားရလောက်တဲ့အထိကြောက်သွားပါတယ်အောင်လင်းဆရာနဲ့ပြန်ပြီးတိုင်ပင်ကမွေးထားတဲ့တဲကိုအစီရင်နဲ့ပြန်ပြီးထိတ်ရှုပ်လိုက်ရပါတယ်ဥက္ကဋ္ဌတယောက်လည်းအတော်လေးကြောက်သွားပြီးရွာထဲမှာဆက်မနေတော့ပဲပြည်တိုင်ပျောက်ရှိသွားပါတော့တယ်